2026မှာ Bitcoin ဝယ်ဖို့ဆိုရင်နောက်ကျပြီလားအချိန်မှီသေးလားဒါကို Gary နဲ့အတူတူဆွေးနွေးကြည့်အောင်ပါအားလုံးမင်္ဂလာပါ Gary ကနေကြိုဆိုပါရစေ Digital Assets တွေကိုရှင်းပြပေးနေတဲ့ channel ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာ Bitcoin ဝယ်ဖို့နောက်ကျပြီလားဆိုတဲ့မေးခွန်းကိုကျွန်တော်တို့အတူတူဆွေးနွေးကြည့်ကြမယ်2026ခုနှစ်မှာ Bitcoin ဆိုတာကတာမန်ညောင်ည assets တစ်ခုမဟုတ်တော့ဘူးစပေါ်တဲ့အချိန်ကနေပြီးတော့လက်ရှိဈေးနှုန်းကိုကြည့်ကြည့်လိုက်ရင်အရန်ကြောက်စရာကောင်းတာတွေ့ရမယ်ကျွန်တော်ဒီမှာရေးရေးပြောချင်တာက Bitcoin လိုမျိုးတမိုင်းတစ်လျှောက် redemption နဲ့ access ရှိလားမရှိဘူးလို့ပြောလို့ရတယ်ဗောနော် 0.06 ကနေပြီးတော့ဒေါ်လာ3,200ခွဲထိတောင်ကျော်ခဲ့တာဆိုတော့ Bitcoin က internet ပေါ်ကစမ်းသပ်မှုတစ်ခုမဟုတ်တော့ဘူးတကယ်ကိုအောင်မြင်တဲ့ access တစ်ခုဖြစ်သွားပြီဆိုတာကိုအတိမတ်ပြုရမယ် Bitcoin ဒီလိုမျိုးအောင်မြင်ရခြင်းရဲ့တစ်ခုတည်းသောအချက်ကအာမခံပြီးပြောရတာကသူ့ရဲ့ supply structure ကြောင့်ပဲ Bitcoin ကတစ်သက်လုံးမှာ21တန်းပဲရှိမှာပေါ့နော်21တန်းပဲအတိအကျရှိရဲ့ asset ဆိုတာကကမ္ဘာပေါ်မှာရှားတယ်မြင်သာအောင်ပြောရရင်ကျွန်တော်တို့ရွှေတွေငွေတွေတက်တူတွေဒီဟာတွေကမြေကြီးထဲမှာကျွန်တော်တို့ရှိရဲ့အချိန်မျိုးကြီးကျွန်တော်တို့တူးထုတ်လို့လည်းရနေတာပဲဗျာဒါပေမဲ့ဈေးကွက်ထဲမှာကြတော့ရှားပါတယ်သူ့ရဲ့တန်ကြီးကရှားပါတယ်ဆိုပြီးတော့တန်ဖိုးသတ်မှတ်ခံခဲ့ရတယ်Bitcoin ကကြတော့ဒီလိုမဟုတ်ဘူး21တန်းပဲရှိမှာပို့ပြီးတော့လည်းမရှိနိုင်အောင်ဒါက Bitcoin ကိုအောင်မြင်စေခဲ့တဲ့တစ်ခုတည်းသောအချက်ဖြစ်ပါတယ် Bitcoin ရဲ့ all time ချက်ကိုကြည့်ပြီးတော့ okay ဒေါ်လာ3,200ထိတောင်ကျော်သွားနိုင်တယ်အောင်မြင်တယ်ဟုတ်ပါပြီတကယ်ရောတန်ဖိုးရောရှိရလားဆိုပြီးတော့တန်တရားရှိနေသေးရင်ကျွန်တော် session ပြပေးမယ်ကျွန်တော်တို့တန်ဖိုးဆိုတာဘယ်ကလာလဲတန်ဖိုးဆိုတာကလူတွေရဲ့ perception ထင်မြင်မှုကနေပြီးတော့လာတာ Bitcoin က investor တွေကြားထဲမှာ21တန်းပဲရှိတဲ့ကမ္ဘာပေါ်ကရှားပါတဲ့ assets တွေကတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ရှားပါတဲ့တန်ဖိုးရှိရဆိုတဲ့ perception ကိုလူတွေကိုပေးထားနိုင်တယ်လူတွေက Bitcoin ကိုရှားပါတဲ့ဘလောက်ပဲရရကင်ထားနိုင်ရင် okay ရဆိုတော့တန်ဖိုးထားတယ်တော့ဗျာအရင်တန်ဖိုးထားတယ်ဆိုတဲ့အနေထားကိုရောက်နေတာပါ2025မှာရထားတဲ့နောက်ဆုံး data အရဆိုရင် Bitcoin ကင်ထားတဲ့လူပေါင်း354တန်းရှိတာကိုကျွန်တော်တို့တွေ့ရမယ်အဲ့တော့21တန်းကို354တန်းနဲ့စားလိုက်ရင်လူတစ်ယောက်အတွက် 0.059 BTC ရလာပါလိမ့်မယ်အဲ့တော့ကိုလူက Bitcoin စုချင်တယ်ဘယ်လောက်စုရမလဲဆိုတာကိုမသိဘူးဆိုရင် 0.059 ကကိုအတွက် target ကောင်းကောင်းဖြစ်နိုင်ပါလိမ့်မယ်အချင်းချင်းပြောရရင်တော့ Bitcoin ရဲ့21တန်းပဲရှိတဲ့ရှားပါမှုလူတွေကိုရှားပါတယ်ဆိုတဲ့ perception ပေးနိုင်တဲ့အတွက်ကြောင့်မလို့Bitcoin စုဖို့နောက်မကြောက်ဘူးလို့ Gary ကနေပြီးတော့ရေးရေးပြောချင်ပါတယ်။စောင့်လေးကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်